ဝတ္တမဒီ logo ကြီးပါနေတာမျိုးကတော်တော်များများကကက်ကိုပဲတုံးတက်နေသေးရလို့ထင်တယ် TikTok YouTube Facebook စတဲ့ platform တွေမှာ video တင်တဲ့သူဆိုလို့ရှိရင်လည်းကျွန်တော်အခုပြောပြမယ့်ဒီ editing app တွေကအသုံးဝင်မှာဖြစ်ပါတယ်โอเคတိုက် insight ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ season လေးကအားလုံးအတွက်အကျိုးရှိမဲ့ app တွေကိုမျှဝေပေးနေရဖြစ်ပါတယ်ဒီလိုပါပဲကျွန်တော်ဒီတစ်ခေါက်မှလည်းကက်ရဲ့ logo ကြောက်ပဲ editing လုပ်တဲ့ software တစ်ခုပြန်လဲမျှဝေပေးရတော့မယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့အခုနောက်ပိုင်း TikTok တွေကြည့်နေရင်ဒီ video တော်တော်များများရဲ့ video မှာပေါ့နော်ဝတ္တမဒီ logo ကြီးပါနေတာမျိုးကကျွန်တော်တော်များများကကက်ကိုပဲတုံးတက်နေသေးရလို့ထင်တယ်အဲ့အတွက်ကြောင့်ဒါကိုမျှဝေပေးရခြင်းလည်းဖြစ်တယ်။သူ့ရဲ့နာမည်ကတော့ VN Editor လို့ခေါ်တယ်။ဒီကတော့ video ကို export ထုတ်တဲ့ခါကျလို့ရှိရင်ဝတ္တမလည်းပါမှာမဟုတ်ဘူးလို့သူရဲ့ basic feature တွေနဲ့ပဲပေါ့နော်ကျွန်တော် video တစ်ပုဒ်ကိုကောင်းကောင်းမွန်မွန် export ထုတ်လို့ရနိုင်တယ်။အားကြောင့်ကျွန်တော်ဒီအကြောင်းအရာကိုပြောနေရခြင်းဖြစ်ပါတယ်။ Okay ဒီ VN ကိုသုံးမဲ့ဆိုလို့ရှိရင်ဘယ်လိုချက်တွေကပိုကောင်းသွားမှာလဲသူ့ရဲ့အားနည်းချက်တွေရောဘယ်လိုရှိလဲသင်က TikTok YouTube Facebook စတဲ့ platform တွေမှာ video တင်တဲ့သူဆိုလို့ရှိရင်လည်းကျွန်တော်အခုပြောပြမယ့်ဒီ editing app တွေကအသုံးဝင်မှာဖြစ်ပါတယ်။ Okay ကိုယ်တိုင်ကလည်း editing ကိုစိတ်ဝင်စားပြီးတော့ beginner level ကနေစတင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုဒီ VN editor ဆိုတဲ့အကြောင်းပြောရင်းနဲ့ tutorial အနေချင်းကိုလည်းလုပ်ပြပါမှာဆိုတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော် video လေးကိုစလိုက်အောင်ဒါဆိုရင်တော့ app ထဲကိုမြင်ရပြီဆိုတာနဲ့ကျွန်တော်တို့ကကိုလုပ်ချင်တဲ့ video ကို edit လုပ်ချင်တဲ့ဟာကိုပေါ့နော်ထည့်လိုက်ရုံပါပဲအပေါင်းလေးကိုနှိပ်ပြီးတော့ထည့်လိုက်ပြီကျွန်တော်ကတော့ဟိုနားထိနာရှောက်ရိုက်ထားတဲ့ video တစ်ပုဒ်ကို edit လုပ်ပြပါမယ်ခင်ဗျားတို့ကတော့လိုချင်တဲ့လုပ်ချင်တဲ့ video ကိုထည့်ကြည့်ပါတော့ okay ဒါဆိုလို့ရှိရင်တော့စရောက်သွားပြီပေါ့နော်ကျွန်တော်ဖြည့်ညက်ကတ်လို့ရမယ့်နေရာရောက်သွားပြီဒီ video မှာကျွန်တော်မလိုချင်တဲ့အပိုင်းကိုဖြည့်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဖြည့်ချင်တဲ့နေရာနားကိုထောက်လိုက်ရုံပဲပြောလို့ရှိရင်တော့ split ဆိုတဲ့နေရာနဲ့ဖြတ်လိုက်မယ်ဖြတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကကြံနေသေးတဲ့အပိုင်းမှာလည်းကျွန်တော်တို့ကဆက်ပြီးတော့တစ်ခုနဲ့တစ်ခု transition တွေ change နေတာမျိုးဆိုလို့ရှိရင်လည်း change လို့ရပါသေးတယ် transition တွေကလည်းတော်တော်လေးစုံပါတယ် okay ဥပမာတစ်ခုလောက်ထည့်ကြည့်အောင် okay ဒီမှာမြင်နေရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တော်တော်လေးကိုအဆင်ပြေတယ်တခြားဘာမှအခက်အခဲမရှိလွယ်လွယ်ကူလုပ်လို့ရနေအောင်တွေ့ရမှာဖြစ်ပါတယ် text စာသားအနေနဲ့ဆိုလို့ရှိရင်လည်း cat font မှန်မှန်လေးနဲ့ထည့်လို့ရပါတယ်ကျွန်တော်တို့ဒီ text စာသားကိုလည်း motion တွေ animation တွေလိုမျိုးထည့်ကျင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါသေးတယ်ဒီပေါ်မှာဝဲစရာမလိုအောင်ကိုအားလုံးက free ပေးထားတာကိုမြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကက်လို့တော့အကျန်းစား effect တွေဘာညာတွေတော့ဖြစ်နေမှာတော့မဟုတ်ပေမဲ့သူ့ဟာနဲ့သူတော့သုံးတက်နေပါတယ်ပေါ်မှာ music ရဆိုလို့ရှိရင်လည်းတခြား editing ကျွန်တော်အရှိရပြောသလိုမျိုး InShot တို့လိုမျိုးပဲ vlog နဲ့ဆိုင်တဲ့ music တွေလည်းရှိတယ် pop နဲ့ဆိုင်တဲ့ music တွေလည်းရှိတယ်ကိုကြိုက်တဲ့ music ကိုလည်းထည့်သုံးလို့ရပါတယ်ဟုတ်ပါဒီဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က my music နေရာမှာဆိုလို့ရှိရင်လည်းကိုကဘယ် video တွေကနေပြီးတော့ဘယ် theme ထည့်ချင်တာဆိုလို့ရှိရင်လည်းထည့်လို့ရပါသေးတယ် function တော်တော်များများက editing app တွေကတော့အားလုံးဒီပါ similar ဖြစ်နေရဆိုတော့ဒီ app ကထူးခြားတာဆိုလို့ရှိရင်တော့ခင်ဗျားမြင်နေရတဲ့အတိုင်းဝယ်သုံးရတဲ့ဟာမရှိသလောက်ပဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ video export လုပ်ကြည့်တဲ့အခါမှာရော watermark ကပါနေမှာလားလုံးဝပါမနေပါဘူးဒီ export ထုတ်လိုက်တဲ့အခါမှာလည်း manual အနေနဲ့ဒီ 4K ထိထုတ်လို့ရတယ်ပြီးသွားလို့ရင်60 fps နဲ့ထုတ်လို့ရပါသေးတယ်ဟုတ်ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော် 1080p ကို60နဲ့ပဲထုတ်လိုက်ပါမယ် logo ကြီးဆိုလို့ရှိရင်ကျွန်တော်ပေါ့မပါသလောက်ပဲဗျာ logo ဖြောက်တာ InShot ဆိုလို့ရှိရင်တော့မှ logo ဖြောက်နေရသေးတယ်ဒီကောင်ကလုံးဝ logo ပါနေတာမျိုးမဟုတ်ဘူးပေါ့နော်ပြောလို့ရင်ကျွန်တော်စစမြင်နေရတဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ template တွေကိုပေါ့နော်ယူသုံးလို့ရပါသေးတယ်သူ့ရဲ့ဖန်တီးပေးထားတဲ့ template တွေကလည်းတော်တော်လေးကတ်မှာလိုမျိုးဟို template လိုမျိုးသုံးလို့ရတာမြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ sam သုံးကြည့်ရသေး template တွေကတော့မြင်ရတဲ့အမြင်နဲ့တင်တော်တော်လေးသုံးတယ်မယ်လို့ထင်ပါတယ်ခုလက်ရှိကတော့ကျွန်တော်ဘာမှဝယ်စရာမလိုဘဲနဲ့အောင် video တစ်ပုဒ်ကိုကောင်းကောင်း edit လုပ်နိုင်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ VN editor မှာကျွန်တော် video editor တွေမဟုတ်ဘဲနဲ့ပုံတွေလည်း edit လုပ်လို့ရပါတယ်ဒီနေ့ video က editing video အတွက်ပဲဆိုတော့ editing video အတွက်ပဲဆိုတော့ဗျာ video ပဲ edit လုပ်ပြလိုက်တာ okay ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်တော့ VN နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့
အားလုံးပဲမြင်သိသလောက်မြင်ပြီးသွားပြီ tutorial လေးကတော့ဒီလောက်ပါပဲ Okay ဒါဆိုလို့ရှိရင်တော့ tutorial ကိုလည်းကျွန်တော်တို့ကြည့်ပြီးသွားပြီဆိုတော့ဒီ app မှာထူးခြားတဲ့ချက်အနေနဲ့ကတော့ beginner ပဲဖြစ်ဖြစ် beginner level ကိုကျော်လို့အဆင့်တစ်ဆင့်ရောက်နေတဲ့ editor ဆိုလို့ရှိရင်လည်းချောချောမွေ့မွေ့နဲ့ edit လုပ်လို့ရတယ်ဆိုတော့မြင်ပြီးသွားတော့ပြီထင်ပါတယ်အဲ့တော့ကျွန်တော်ဒီ paid version လည်းသုံးရမလို့ဘူးဆိုတော့ပတ်စံလည်းကုန်ရမလို့ပေါ့ဗျာဒါတွေကကျွန်တော်ကောင်းကျိုးအနေနဲ့နည်းနည်းပါပြောပြပေးနေတာ iOS သမားတွေတက်ဆိုလို့ရှိရင်လည်းကက်ကမှာလိုမျိုး font error တွေဖြစ်တာမျိုးတွေလည်းရှိမှာမဟုတ်ဘူး VN က font မှန်မှန်နဲ့ edit လုပ်လို့ရတဲ့ app တစ်ခုလည်းဖြစ်တယ် Okay ဒါဆိုလို့ရှိရင်တော့အကြံပေးရမယ်ဆိုလို့ရှိရင်ပေါ့ဗျာကျွန်တော်တို့ကအခုလက်ရှိရောက်နေတဲ့2025မှာဆိုလို့ရှိရင်လည်းအပြိုင်ဆိုင်ဗီဒီယိုတွေတင်နေကြရဲကိုယ့်ရဲ့ business တွေကို live မှာပဲလုပ်နေကြရဲဆိုတော့ bonus အနေနဲ့ကျွန်တော်အကြံပေးလိုက်ချင်တာကတော့ကိုယ်ကိုယ်တိုင်လည်းဗီဒီယိုတွေကိုစပြီးတော့တင်နေတယ်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့မျှဝေပေးတဲ့ဒီ video editing လုပ်တဲ့ VN ဆိုတဲ့ဟာကိုလည်းစမ်းသုံးကြည့်ပါလို့ပြောချင်ပါတယ် Okay ဒါဆိုလို့ရှိရင်တော့နောက်ထပ်အများသူငါလူကြီးလူငယ်အားလုံးအတွက်ပေါ့နော်သုံးဝင်နိုင်မဲ့ app တွေကိုကျွန်တော်တို့တက်ရင် site ကဆက်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့မျှဝေပေးသွားတဲ့ video editing လုပ်လို့ရတဲ့ VN editor ဆိုတဲ့ software ကိုလည်းအနေချင်းဆိုတာတဲ့ဆိုင်ပေါ့နော် edit ဘယ်လိုဖြတ်ညက်ကလောက်ရမယ်ဆိုတာလည်းသိပြီးသွားလောက်ပြီအဲ့တော့အကောင်းဆုံး video တွေကို edit လုပ်ရင်းနဲ့ကိုယ့်ရဲ့စိတ်ကူးတွေလည်းကောင်းတဲ့ဖွင့်နိုင်ကြပါစေလို့ပြောရင်းနဲ့ကျွန်တော်ဒီ video လေးကိုဒီနားမှာခဏလိုက်ပါမယ်အားလုံးပဲနောက် video မှာပြန်လည်တွေ့ဆုံကြပါမယ် bye bye ပါ